သားတို့သမီးတို့အားလုံးပဲမင်္ဂလာပါဒီနေ့မှာဒီချေက Sam Annie ကိုသင်ပြပေးသွားပါမယ် Sam ဆိုတာကတော့အချို့ပါ Annie ဆိုတာကလည်းတစ်စုံတစ်ခုအချို့ပေါ့နော်အဲ့တော့ Sam နဲ့ Annie ကိုဘယ်နေရာမှာသုံးသလဲ Sam ကိုကြတော့ဒီချေတို့ informative sentence ဆိုတာကတော့အဟုတ်ပေါ့နော်တကယ်ရှိတဲ့ sentence မျိုး offer and request ဆိုတာကတော့ဒါကကမ်းလှမ်းချက်တောင်းဆိုချက်တွေမှာဆိုရင် Sam ကိုသုံးပါတယ် negative sentence တွေလုပ်မယ် question sentence တွေသုံးမယ်ဆိုရင်တော့ဒီချေတို့ Annie ကိုသုံးပါတယ်ဆိုလိုတာကတော့ I have some apple ကျွန်ုပ်မှာပန်းသီးအချို့ရှိတယ်သူ့လက်ထဲမှာပန်းသီးအချို့အမှန်တကယ်ရှိတယ်ဆိုရင်သူက some apple နဲ့သုံးပါတယ်နောက်တစ်ခုကစုံတစ်ယောက်ကိုတောင်းဆိုမယ် Can I have some cake ကိတ်မုတ်အချို့ရှိနိုင်သလားဒါမျိုးတွေတောင်းဆိုတဲ့အခါတစ်စုံတစ်ယောက်ကိုတောင်းဆိုတဲ့အခါမျိုးတွေမှာဆိုရင် Sam ကိုသုံးပါတယ်အဲ့တော့ Sam ဆိုတာကတော့ positive sentence လို့လည်းပြောလို့ရပါတယ်အဲ့တော့ positive sentence ဒီမှာဆိုရင် Sam ကိုသုံးပါတယ် negative sentence လို့ပြောတဲ့အငြင်းတစ်ခုပေါ့နော် I don't have any apple ငါမှာပန်းသီးတွေမရှိတော့ဘူးဆိုတာမျိုးတွေမှာ Annie ကိုသုံးပါတယ်နောက်တစ်ခုမေးတဲ့အခါမျိုးပေါ့နော် Do you have any milk မင်းမှာနို့ရှိသလားနွားနို့ရှိသလားဒါမျိုးလေးတွေ question မေးတဲ့အခါမှာ Annie ကိုသုံးပါတယ်ဒါဆိုရင် positive sentence က Sam ကိုသုံးပြီးတော့ negative sentence မှာ Annie ကိုသုံးတယ်ဆိုတာကိုသိသွားပြီနော်ကဲဆက်ကြည့်ရအောင် match နဲ့ many match ကိုကြတော့ဒီချေတို့ uncountable noun တွေမှာသုံးပါတယ် many ကိုကြတော့ countable noun တွေမှာသုံးပါတယ် match က uncountable ဆိုတာကတော့ water နော် water တို့ time အချိန်တို့ milk စသဖြင့်ရေတွက်လို့မရတဲ့ uncountable တွေကို match နဲ့သုံးပါတယ်ရေတွက်လို့ရတဲ့ apple book animal တွေ cat တို့ sugar တို့ car တို့ဒါမျိုးလေးတွေကိုကြတော့ဒီချေတို့ many ကိုသုံးပါတယ်ကဲဒီနေ့မှာဒီချေရှင်းပြလိုက်တဲ့ match many ဘယ်နေရာမှာသုံးလဲ Sam Annie ဘယ်နေရာမှာသုံးလဲဆိုတာကိုသိသွားပြီလို့ထင်ပါတယ်နော်